ကျွန်တော်ဒီညမှာတော့မိတ်ဆွေတို့ဒီ Big Pixel ဆိုတဲ့အသစ်ထွက်လာတဲ့ application မိုင်းလေးနဲ့မိတ်ဆက်ပြီးကောင်းမှာဖြစ်ပါတယ်နော်ဒီကောင်ကတော့အနေထားပါညာကြည့်ရတော့ကျွန်တော်တို့တော်တော်ကြိုက်တယ်ဗျထွက်လာတာလည်းဒီ April 6 ရက်နေ့မှာထွက်လာတယ်သူရဲ့ design ပါညာတွေကတော့ဒီပိုင်တို့ပုံစံမျိုးလာတယ်နော်ဆိုတော့အခုချိန်စပြီးတော့မိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့ကထွက်တာရပိုင်းပဲရှိသေးတဲ့အတွက်ကြောင့်เนาะသူကပေးနှုံးကတော့များသေးတယ်တူးနှုံးများသေးတယ်ဒါတော့မှနည်းနည်းရက်ကြပြီးတော့တူးနှုံးတစ်ဖြည်းဖြည်းရော့လာမှာဖြစ်တယ်အခုချိန်ဖွင့်ပြီးတော့စမိုင်းတဲ့သူတွေအတွက်အခွင့်အရေးကတော့များများကွင်ရဖို့အတွက်အခွင့်အရေးရှိတယ်ပေါ့ဗျာဒါကြောင့်အခုချိန်ဆောတော့လုပ်ထားပါအကောက်ဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့ဒီနာမည်အမှန်ကိုပေးပါဘာဖြစ်လို့လဲဆိုတော့ဒီကောင် KYC လာဖို့များပါတယ်เนาะKYC လာတဲ့အခါကိုယ့်ရဲ့နာမည်အမှန်နဲ့ပေးထားရင် KYC တင်ရလွယ်တာပေါ့နော်အဲကြောင့် KYC ကိုကျွန်တော်တို့ဒီတင်ဖို့အတွက်ကိုနာမည်အမှန်နဲ့စပြီးအကောက်ဖွင့်နေဖို့ကနာမည်အမှန်နဲ့ဖွင့်တာပါเนาะကျွန်တော် Telegram ထဲမှာလည်းဒီကောင်အကြောင်းတင်ပေးထားတယ်เนาะဆိုတော့